မင်္ဂလာပါရှင်ဆန္ဒတင်ကပတ်စင်တက်ဆက်ပေးနေကြဖြစ်တဲ့တုဒ္ဒရေးရဖျက်ပြစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဘက်မှာတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အာဂါတာမြေအောင်မြို့တော်ကတကယ်ရှိသလားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်ပျောက်ဆုံးနေတဲ့မြို့တော်ကြီးတွေဖုံးကွယ်ခံထားရတဲ့တိုးတက်တဲ့ယဉ်ကျေးမှုကြီးတွေရဲ့ဒဏ္ဍာရီဇလန်းတွေကလူသားတွေရဲ့စိတ်တွေထဲမှာဆွဆွထင်ထင်ကြက်ရနေကြသေးပါအဲ့ဒီဒဏ္ဍာရီဇလန်းတွေကအာဂါတာမြေအောင်မြို့တော်ဒဏ္ဍာရီလည်းပါဝင်ပါတယ်အာဂါတာမြို့တော်ကကမ္ဘာမြေရောက်တနေရာမှာတည်ရှိပြီးတော့အင်မတန်ညံကြီးတဲ့သက်ရှိတွေနေထိုင်ကြတဲ့မြို့တော်ကြီးဖြစ်တယ်လို့လည်းဒဏ္ဍာရီတွေကဆိုပါတယ်19ရာစုခေတ်မှာလော်ဂီပညာရှင်တွေနာဇီတွေခေတ်သစ်ခြေလုံးအိမ်တိုင်းတွေကအာဂါတာမြေရောက်မြို့တော်ကိုရှာဖွေခဲ့ကြပါတယ်ဒါပေမဲ့ဘယ်သူမှမတွေ့ရှိခဲ့ကြပါဘူးအာဂါတာမြို့တော်ဟောင်းကအမှန်တကယ်ရှိချင်မှလည်းရှိမှာပါဒါပေမဲ့အာဂါတာရဲ့ဒဏ္ဍာရီတွေကတော့ဒီကနေ့ထိသက်လွင်နေဆဲပဲဖြစ်ပါတယ်အာဂါတာမြေအောင်မြို့တော်ဇလန်းတွေဟာရှေးဒဏ္ဍာရီတွေစမ်းကြဲတဲ့ဒလေးတွေနဲ့ဆက်ဆက်နေပါတယ်19ရာစုခေတ်မှာဟောင်းလောင်းပွင့်ကဘာဆိုတဲ့အယူဆတစ်ရက်ကလည်းပေါ်ထွက်လာပါတယ်အဲ့ဒီဟောင်းလောင်းပွင့်ကဘာယူဆအရကဘာကျူဟာခေါင်းပွားကျိုကြီးတစ်စင်းဖြစ်ပြီးတော့မြေရောက်ခေါင်းပွားနေရာမှာအသိဉာဏ်အဆင့်မြင့်တဲ့တက်ရှိယဉ်ကျေးမှုတွေရှိနေနိုင်တယ်လို့လည်းဆိုပါတယ်အဲ့ဒီမြေရောက်ကဘာရီစီကိုတွားရလန်းဟာကဘာကျိုရဲ့ဝီယိုးစွန်းဒေတာတွေမှာရှိတယ်ဆိုပြီးခေါင်းပွားကဘာအယူဆကိုယုံကြည်သူတွေကဆိုကြပါတယ်အဲ့ဒီခေါင်းပွားကဘာအယူဆပေါ်ထွက်လာမှုနဲ့တူအာဂါတာမြေအောင်မြို့တော်ဇလန်းကိုလည်းလူတွေကပိုပြီးစိတ်ဝင်စားလာကြပါတယ်အာဂါတာမြို့တော်ဟောင်းရဲ့ခေတ်သစ်ဇလန်းတွေထဲမှာရုရှားပညာရှင်အမျိုးသမီးကြီးတဦးဖြစ်တဲ့ဟယ်လင်နာဘလာဗက်စကီစတင်ခဲ့တဲ့တီယိုဆိုဖီအသင်းလှုပ်ရှားမှုရဲ့ဩဇာကိုလည်းတွေ့နိုင်ပါတယ်မဒန်ဗလာဗက်စကီဟာသူရေးခဲ့တဲ့စာအုပ်တွေထဲမှာကမ္ဘာမြေရောက်ကထူးဆန်းတဲ့မြို့တော်ကြီးတွေအကြောင်းကိုအလင်းသင့်လို့ထည့်သွင်းဖော်ပြခဲ့ပူပါတယ်။အာဂါတာမြေရောက်မြို့တော်ကိုတော့ညံအလင်းပွင့်နေတဲ့သူတွေဦးဆောင်တဲ့ယူတိုပီးယားစံပြမြို့တော်ရဲ့လို့ဗလာဗက်စကီနဲ့တီယိုဆိုဖီအသင်းသားတွေကဆိုကြပါတယ်။ဒါပေမဲ့ဒီမြေရောက်မြို့တော်တကယ်ရှိတယ်ဆိုတာကိုပြနိုင်တဲ့ခိုင်မာတဲ့သက်သေမျိုးကတော့အခုချိန်ထိမရှိသေးပါဘူး။အာဂါတာမြေအောင်မြို့တော်နဲ့ပတ်သက်ပြီးတော့ကျမတို့သိထားတာတွေကစူဒန်ရှာဖွေရေးသမားတွေအာဂါတာကိုကိုယ်တိုင်ရောက်ခဲ့တယ်လို့ဆိုထားကြသူတွေဒါမှမဟုတ်အာဂါတာကိုရောက်ဖူးခဲ့သူတွေနဲ့တွေ့ဘူးကြုံဘူးသူတွေရဲ့လို့ဆိုထားကြတဲ့သူတွေဖောက်တယ်ချတာတော့ပဲရှိပါသေးတယ်ဒီမြေအောင်မြို့တော်နဲ့ပတ်သက်ပြီးတော့အစောဆုံးဇလန်တွေကတခုကိုပြင်သစ်စာရေးဆရာဖြစ်တဲ့လူဝစ်ဂျကော်လီရေးက1883ခုနှစ်မှာရေးသားခဲ့တဲ့နတ်ဖျားတို့၏သားများအမည်ရှိစာအုပ်ထဲမှာရေးသားဖော်ပြထားပါတယ်အာဂါတာမြေအောင်မြို့တော်ရဲ့အကြောင်းကိုအိန္ဒိယဗျဟနတအူကသူ့ကိုပြောခဲ့တယ်လို့လူဝစ်ဂျကော်လီရေးကနတ်ဖျားတို့ရဲ့သားများစာအုပ်မှာရေးသားထားပါတယ်။အာဂါတာမြို့တော်ဟာလက်ရှိကလီယုတ်ခေတ်မတိုင်မီနှစ်ပေါင်း9000လောက်မှဖျက်ဆီးခံခဲ့ရတယ်လို့ဗျဟနတွေကဆိုပါတယ်။1910ပြည့်နှစ်မှာတော့ပြင်သစ်လော်ဂီပညာရှင်ဂျရက်အန်ကော့စ်ဟာအမည်ကျော်19ရာစုပြင်သစ်လော်ဂီပညာရှင်အလက်ဇန်နာဆယ်ယက်စ်ဒီယဘတ်1886ခုနှစ်မှာရေးသားခဲ့တဲ့မှတ်တမ်းတွေကိုပြန်လည်ပြီးတော့တည်ဖြတ်ထုတ်ဝေခဲ့ပါတယ်။တနတ္တဘာသာစကားသင်ကြားနေတဲ့အချိန်မှာဒီမျိုးတော်ကျောင်းကိုသိခဲ့ရတယ်လို့လည်းမှတ်တမ်းတွေထဲမှာ Rest di Albert ကရေးသားထားပါတယ်။အဲ့ဒီမှတ်တမ်းတွေထဲမှာတော့ Rest di Albert ဟာအာဂါတာမြေအောင်မြို့တော်ကိုလူသားမျိုးနွယ်ရဲ့မူလအစာဘာသာစကားကိုသုံးစွဲတဲ့ထူးဆန်းတဲ့ကမ္ဘာတစ်ခုရဲ့လို့ဆိုထားပါတယ်။ဒါရင်မကဒီမျိုးတော်ဟာတဦးနဲ့တဦးစိတ်ချင်းဆက်သွယ်နိုင်တဲ့သူတွေနေကြတဲ့နေရာနံပိုင်းအရာရောသိပ္ပံပညာများအရာပါပညာကြီးကျယ်သူတွေအုပ်ချုပ်တဲ့နေရာပရိပက္ခတွေတင်းကျပ်ပြည့်နေတဲ့မြေပေါ်ကလူတွေနဲ့အကွာကြီးကွာတဲ့ငြိမ်းချမ်းတဲ့ကမ္ဘာတစ်ခုလည်းဖြစ်တယ်လို့ပြင်သစ်လော်ဂီပညာရှင်ကဆိုပါတယ်။အာဂါတာကိုဝိညာဉ်လွန်းတဲ့နည်းနဲ့တောင်ရောက်ခဲ့ပူးတယ်လို့လည်း Rest di Albert ကဆိုထားပါသေးတယ်။နောက်ပိုင်းမှာတော့အာဂါတာမျိုးတော်အကြောင်းကိုတယောက်တစ်ပေါက်ပြောကြရာကနေပိုလန်စာရေးဆရာလူစွန်စားဖြစ်တဲ့ Ferdinand Ossendowski လည်းပါဝင်လာပါတယ်။မွန်ဂိုလီးယားဒေသတဝန်းလျှောက်သွားနေစဉ်လာမဘုံတော်ကြီးတွေနဲ့တွေ့တဲ့အခါမှာဖုံးကွယ်နေတဲ့ဒီမျိုးတော်ကြီးအကြောင်းကိုကြားဘူးတယ်လို့ Ossendowski ကဆိုပါတယ်။လာမဘုံတော်ကြီးတွေရဲ့အဆိုအရဒီမျိုးတော်ကိုတော့စစ်ကြောရေးမင်းကအုပ်ချုပ်တယ်လို့ဆိုပါတယ်။အာဂါတာမြို့တော်ကိုပထမကမ္ဘာစစ်မတိုင်မီကဂျာမန်လောကီပညာရှင်တစုကရှောက်ဖွေခဲ့မှုပြီးဒုတိယကမ္ဘာစစ်အတွင်းမှာတော့လောကီပညာကိုရှုံကြည်တဲ့ဟစ်တလာရဲ့နာဇီပါတီကဆက်ပြီးရှာခဲ့ပါသေးတယ်။ဒါပေမဲ့အာဂါတာကတော့ပြတ်ကွယ်နေဆဲပါ။
အာဂါသာရဲ့ဒဏ္ဍာရီကဒီနေ့ခေတ်မှာလည်းလုံးဝပျောက်ကွယ်သွားခြင်းမရှိခဲ့ပါဘူး။မဟာယာနဗုဒ္ဓဘာသာနဲ့တိဘက်ကာလချက်ကရကျမ်းတွေမှာပါတဲ့ရှမ်ဘဲလာတက်နိုင်ငံတော်နဲ့ထွေးရောရှက်တင်ဖြစ်နေတဲ့အာဂါသာရဲ့ဒဏ္ဍာရီတွေကအခုချိန်ထိတော့ရှင်သန်နေသေးပဲဖြစ်ပါတယ်။ဒီတစ်ပတ်ရဲ့တုဒ္ဒရေးရာစီစဉ်ကိုတော့လောင်းနေပဲရနာပြသေးရှင်နောက်သတင်းပတ်တွေမှာလည်းခြားစိတ်ဝင်စားဝင်ကောင်းတဲ့စာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်လိုက်ပါရရှင်။